အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးသွားမယ်အကြောင်းအရာတွေကတော့ဘောလုံးတစ်လုံးကိုဘလူးကန်ကစ်မထွက်တဲ့ဒီကိုတွေအတွက်ဘောလုံးကိုကစ်ပါဝါပြင်းနဲ့ကန်နိုင်တဲ့ခြေခံနည်းစနစ်သုံးခုကိုပြောပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကကိုပိုင်းထက်တန်းကျောင်းတွေမှာစတင်တဲ့ဆရာတစ်ယောက်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့တပည့်တွေအတွက်ဒီလိုလေးကိုလုပ်ထားတာဖြစ်ပါတယ်အဲ့တော့ professional player တွေအတွက်ဒီလိုလေးလုပ်ထားတာမဟုတ်ပါဘူးခင်ဗျာကင်းတဲ့ပါဝါနဲ့ပေါ့ပါဝါနဲ့ပြင်းပြင်းကန်တဲ့မျိုးကိုဒီပြန်လေးကန်မှုအတွက်ဆိုလို့ရှိရင်ဘာလို့လဲလို့ပြောရင်ရေဦးလို့ဘောလုံးထိချက်ပေါ်စွန်းလေးရယ်လေရယ်အောက်သုံးပိုင်းလေးပိုင်းလိုက်တယ်အောက်ခြေရကြတော့ဘယ်လိုချိန်မျိုးကတော့တိုးရမယ်ဆိုရင်ကိုလူခုတ်ပြီးတဲ့ဟာလို့ဒီမှာ shopping လေးမားလိုက်တာလို့ပေါ့ဘောလုံးဖြည်းဖြည်းလေးနဲ့ကိုလူရှိရောက်သွားတဲ့အရာမျိုးကြရင်အောက်ဘက်လေးနဲ့နှိုက်ပြီးတော့ကန်ဒါဆိုဘောလုံးကကစ်ပါမှာမဟုတ်ဘူးကိုလူလည်းထိန်းရပို့လွယ်တယ်ကွာကစ်မပါရဲ့ဆိုကြဘတ်ဆိုပြီးတော့ပေါ်လေးကိုညှောက်တော့လေးပေါ့နော်အตาရာလေးပေးတဲ့နေရာမှာအောက်ခြေဘက်ကိုဒီအပေါ်ရန်ကတော့ဒါထိချက်အနေနဲ့ပြောလို့ရှိရင်တိတ်ပြီးတော့မတုံးအဲ့လိုပါဝါအနေနဲ့ကန်ဖို့အတွက်ဘောလုံးရဲ့အလဲပိုင်းကိုပဲဖြတ်ကန်မှာကစ်ကအပြည့်ထွက်မှာနော်အဲ့လိုဒါဘောလုံးရဲ့ထိချက်ပါဝါပြင်းပြင်းကန်ဖို့အတွက်အဓိကဘောလုံးအလဲပိုင်းပေါ့နော်ဘောလုံးအလဲပိုင်းကိုထိချက်မှန်မှန်နဲ့ကန်ဟုတ်ပြီနော်โอเคအဲ့ဒါဆိုရင်ပြီးရင်နောက်တစ်ချက်ကဘာလဲဆိုတော့ဘယ်နေရာနဲ့ကန်မလဲပေါ့ဟိုညာတန်ဆိုတော့ငါညာတန်ဆိုတော့ညာနဲ့ပဲပြမှာပေါ့နော်အဲ့ဒါဆိုရင်ဘောလုံးထိချက်အရင်ဆုံးကန်ရဖို့အတွက်ခြေထောက်ဟိုက်နေရလေးမှန်နော်တွေ့ရနော်ခြေခွင်မဟုတ်နော်ဒါခြေခွင်တွေ့လားနော်ခြေခွင်ရဲ့အရှိကြားမကြားရနေရလေးဒါဆိုရင်အကွာအဝေးနောက်တစ်ခုကအကွာအဝေးဆိုတာဘာကိုပြောရလဲဆိုဘောလုံးကိုခြေထောက်ချမယ်အကွာအဝေးလည်းပဲခြေထောက်ချမယ်အကွာအဝေးပေါ့နော်ကန်တော့မယ်ဆိုလို့ရှိရင်ခြေထောက်ချလိုက်တဲ့ခြေထောက်ဟာဘောလုံးနဲ့အရန်ဝေးနေမဒီလိုဘောလုံးကိုပစ်ပါမှာမဟုတ်ဘာကြောင့်လဲလို့ပြောရင်ထောက်ထားတဲ့ခြေထောက်ကြီးကအရန်ဝေးနေလို့အရန်ကတ်သွားလို့ရှိရင်လည်းထိခိုက်နိုင်ကြီးအရန်များတယ်ချော်ထွက်သွားနိုင်ကြီးများတယ်ဘောလုံးကလိုရအောင်မရောက်တော့အဲ့တော့အနေတော်လေးခြေထောက်ထောက်တဲ့အခါမှာဘောလုံးနဲ့နေတော်လေးပေါ့ကိုနေတော်နေရာကိုပဲတည်တာပေါ့အခုဒီလောက်တော့တော်ပဲကိုကျုံးကန်မဲ့ခြေထောက်နဲ့တွဲမဲ့ခြေထောက်နဲ့ကွက်တိနေရာလေးမှာခြေထောက်ချဒါဆိုပြောရတာအခုဆိုရင်၃ချက်ပြောသွားတယ်ပထမနံပါတ်1အချက်ကဘာလဲလို့ပြောရင်ဘောလုံးရဲ့အလဲပိုင်းကိုတိတိကျကန်နိုင်မှာကစ်ထွက်ဒုတိယအချက်အနေနဲ့ပြောလို့ရှိရင်ခုနကခြေထောက်ရဲ့ရှေ့ခြေပြားတဝိုက်လေးနဲ့ကန်မတာလေကစ်ထွက်တခြားနေရာတွေနဲ့ကန်ပြီးကစ်ထွက်တဲ့လူတွေတော့ရှိတာပေါ့ကွာဒါကတော့နီးစနစ်ပိုင်းဆိုင်အောင်ပြောပြတာနော်ကိုကြိုက်တဲ့နေရာနဲ့ကိုကစ်ပြင်းထွက်လာမယ့်နေရာကန်โอเคနောက်ဆုံးတစ်ချက်ကကြတော့ခြေထောက်တည်တဲ့နေရာဝေးသွားလို့မရဘူးအရင်နီးနေလို့မရဘူးအနေတော်လေးကိုဘယ်လောက်မှဆင်ပြေလဲဆိုတော့အဲ့ဒါဒီထောက်တဲ့ခြေထောက်ကအဓိကပဲဖြစ်ဟုတ်ကန်လို့ရှိရင်လည်းခြေထောက်ကိုအသေးကန်လိုက်ပြီဆိုရင်ဒီမှာကိုရဲ့ခြေထောက်ကကန်တော့မဲ့ခြေထောက်ကလုံးဝဟို lock ချတာလို့ခေါ်တာပေါ့နော်သူတို့အင်္ဂလိပ်လိုပြောရင်တော့ lock ချတာပြီးခြေထောက်ကိုသူကလုံးဝမလှုပ်တော့ကန်မဲ့ခြေထောက်ကိုအောက်ကိုစိုက်ထားပြီးတော့အဲ့လိုကန်ပြောမယ်ဆိုဒီလိုကြီးမကန်ဘူးဖြစ်တယ်လို့ကြီးမကန်ဘူးအောက်ကိုစိုက်ထားတယ်အောက်ကိုစိုက်ထားပြီးခြေထောက်အသေးထားရတယ်ပြီးတော့မှတုံးနေတယ်โอเคပြီးOkay. Over the edge, feel like I'm floating through the air. The pain I felt is paid for, all is said and done. Oh, I am restricted, fixed upon the web. I need to kick the habit that my mind is breathing in. Break out, I've got to see. Spent all my life holding all of it closely. I played it innocent, a feel of discontent. I'm finally facing it all, fearless.
that keeps us. I'm here and I'm feeling fearless. Exaggerated, that's what you assume. The story's over now, I must conclude. I am conflicted, watching where I step still, hanging in the balance. Not the life I want to live, I want to take it all. Standing tall, fear I've weighed the